ဟိုရှိရှိတုန်းကအရန်ချစ်ဖို့ကောင်းတဲ့ယုံကလေး fluffy ရှိတဲ့တုံခါနေတဲ့ကြဲကလေးတွေကြားမှာဖိုးလာမင်းကြီးကဘာလို့စိတ်မကောင်းဖြစ်ပြီးမြင်းမိန်နေရတာလဲနော်ဖလက်ဖိုကဖိုးလက်မင်းကြီးကိုကူးညက်တုံလိုက်တယ်ဒါကြောင့်ပန်းရောင်တိမ်လက်ပူဖောင်းလေးဆိုပြီးလက်ကမက်လက်ဆိုးကိုပြန်တယ်ရရတဲ့ရှာပေးရအိုးဖလက်ပြေကဖိုးလက်ချင်းအကြီးကြဖန်လိုက်တူတူဝါတိမ်တွက်ဖြူဖြူကြီးအလူးမှာတူတိုက်သူကောက်သူ့ရဲ့အချက်ဆုံးပူဖောင်းနေလေးကိုပြန်သွားခဲ့ပြီးကဲအခုတိတူလေးဟာတငယ်ချင်းအကျစ်လေးနဲ့အတဲပူဖေးလေးကိုကင်ပြီးပျော်ပျော်ကျူးအမြိန်လုံတဲ့ပြီဟောလန်ခုလက်မှာရုတ်တရက်ဆိုသလိုရှုခနဲလေပြင်းလေးတစ်ချက်တိုက်ခတ်လာပြန်တဲ့ကလေးတို့ရေဒါပေမဲ့စိတ်မပူပါနဲ့နော်ချစ်စရာငှက်ကလေးကပူဖောင်းကြိုးလေးကိုနှုတ်သီးနဲ့အမြန်ဖမ်းကင်ပြီးတိုတိုလေးနဲ့အတူဝိုင်းထိန်ပေးခဲ့ကြရဲကွယ်တီတီလေးကတိတ်ပြောတွေချတငယ်ချင်းကြည့်ချင်းကူညမ်းစီရန်ဘလို့ကချက်ခဲမြိန်တိုင်းဂျုံဖြစ်နာ